မိတ်ဆွေဆိုတာအတော်ရွေးချယ်ခက်တယ်မိတ်ဆွေဆိုတာကိုယ်အကျိုးလိုလားတဲ့ရောင်ဒီလိုရှိပြီးတော့မကောင်းတဲ့ဘက်ကိုခြောက်တွန်းတတ်တဲ့မိတ်ဆွေမျိုးတွေကလောကမှာအလွန်များတယ်ဒါကြောင့်မို့ပေါင်းသင်းဆက်ဆံရေးဟာတန်မြာထဲမှာကိုကျိုးနဲ့သွားနိုင်တယ်လို့ကောင်းတဲ့အပေါင်းအသင်းတွေနဲ့ပေါင်းသင်းလို့ရှိရင်လည်းပဲတန်မြာဝဆင်းကလွတ်ပြီးတော့နိဗ္ဗာန်ရောက်သွားနိုင်တယ်အကျိုးတရားတွေကိုရအဲ့တော့ဘဝမှာအပေါင်းအသင်းကြောင့်လည်းပျက်စီးနိုင်တယ်အပေါင်းအသင်းကြောင့်လည်းပဲကောင်းကျိုးချမ်းသာတွေရနိုင်တယ်ဒါကြောင့်မို့အပေါင်းအသင်းပေါင်းတဲ့အခါမှာဘာလဆိုတဲ့အတ္တပုရိသတွေကိုရှောင်ရှားလို့ပဏိတလို့ဆိုတဲ့တပ္ပုရိသတွေကိုပေါင်းသင်းကြရမှာဖြစ်တယ်အဲ့ဒါလို့ပေါင်းသင်းမှသာလေအခုဘုန်းကြီးတို့တွေဘုရားမြတ်စွာရဲ့ဂုဏ်ကျေးဇူးတွေကိုယုံကြည်ပြီးတော့ဘုရားဘာသာဖြစ်လာတာဟာမြတ်စွာဘုရားနဲ့အပေါင်းအသင်းလုပ်တယ်လို့ပြောလို့ရပါဘုရားကိုယုံကြည်တာဟာဘုရားနဲ့အပေါင်းအသင်းမှုပဲအဲ့ဒီသူတော်ကောင်းနဲ့ပေါင်းသင်းမှုအတွက်ကြောင့်